Tayade Madhya Mingala Sita Selkat Asikan Guru on Boy Sura Siensa Tausu Sichimare Igani Evoli Chansa Dema the King Kritola Tenduki Abe Chong Chow Chatani Tendula Yongji Chimasi the law of Durua Mido Mido Tweety Tuyabine Igani Chiluro Alema Sita Moy Saint Jubilee Saint Viha Jabun Chimasi Yongji Chia One Saint Teresa Lansi Ilansi Aten Ego Sarte Chisum Chake Jate Aga Amyudamiti Kibari Dini Ata Boruga Miekuro Ngari Piatikini Tana Karuna Doapi Denowa Taiton Nu Sorima Denoi Khanaku Miyaku Tetsi Zitkong Gedo Tan Shimin Nyaywe Kuronit Tele Kamboya Sekka Kuzo Jalo Irika Dendo Piwate What Pipu Kuichin Pidi Denoi Iloka Eti Kochin Jemu Malay Malay Jabane Lo Mema Kete Atai Nimido Ye Bawata Kurungu Paya Ken Atut Tetsi Zitkong Uzo Anna Turanchate Tilasien Abanasede Omin Chin Yatka Ujiro Twini Najabare Saint Teresa Leha Kalitu Ngeketo Yake or a Jum Yongji Sicha Chirani Hayat Gulavam Evoli Train Contim Project Gulavam Bibi Kuku Long Yalia Bibu Seka Kebare Saint Teresa Leha Jempong Sanyaha Hayat Kayet Tamaro Lunga Mimido Kuku a Jume Bibu Seka Chaya Lansin with Tilasimia Alika Taiton Abi Losonide Sanamia Tilachale Lo Saint Teresa Lansin with Tilasimia Lainaya Achika Mune Sika Upari Nambat Ponasesima Tuisiamale Saint Teresa Atu Bibawa Seka Asikan Jade Digadi Moy Jubilee Yaga Hayat Poma Long Yalia Jongji Abu Jatu Yakudet Amina Magu Trecho So Loka Yomemutite Hayat Kuta Seka Asikan Yui Che Jatu Yakipai Tahana Home the dead law. A John Saint Teresa Lega Juma Nale Tadika, Amandege, Chichen, Himia Chimbubi, saving and terror that Twisi may be, Amena Madonga, Twisi me Mahobi, Lode, a dear lamb, Yoja Ebare. A John Saint Teresa Lansi, Tigas, a Diga Opi. Chipma Singing a chanswa the yard I suit on the appeal. Could I let me once and dog? Tadana Pupijan Pide article number Doma Visiavare Sikan Chensula a Mumio Siva. Tadana Puchiha, Gonso Boa, Seka, Sikan Chilo, a Dipe Yama. A John the Sikan Chimuro Jirodu, Medu, Nale Chatale Jichun the Ui, a Sikan Chiha Jichun the Ubama, a Sikan Chiapi, a Chalo, Masina Babu. Jauh Ludi Suane Sikaya Tahun Cipiang Asim Kami
အစီခံအတွက်စူးကျူးအမျိုးမျိုးရင်ဆိုင်နေတယ်နေတဲ့တိပစ္စည်းမနေတဲ့တိပစ္စည်းတခင်ရောအစီခံရမှာဖြစ်တယ်အကြောင်းကြီးကျွမ်းတော်လို့ကြောက်ရွံ့တခင်ကိုအစီခံခြင်းလားအမှုတော်ထမ်းဆောင်ခြင်းတော့မဟုတ်သာသနာပြုခြင်းလို့မဆူနိုင်ပါဘူးလို့Bishop Theodoro C. Bagani ကပြောခဲ့ပါတယ်အကြောင်းချစ်ချင်းတမပါတဲ့အစီခံခြင်းကအလုံးစင်တဲ့အလုံးသမားအစီခံခြင်းမျိုးပဲဖြစ်ပါတယ်တပည့်တော်မှာခရစ်တော်နဲ့ချစ်ခင်ခြင်းလေးတွေတပည့်တော်မှာရဲ့အဖို့တိရစင်တွေကိုချစ်တတ်လေးလို့စင်ရီစာလေးရဆိုထားအဲ့ဒါကြောင့်အများအပြားပြောနေအောင် community မှာ3ပါး4ပါးရှိတဲ့နေရာမှာလည်းပဲစဉ်းစားစရာရှိလာတယ်မိုးကောင်းခင်ရဲ့အခြေအနေကိုကျွန်တော်တို့ရဲ့ community မှာတွေ့ရှိနိုင်ဘူးအဲ့ဒါအဓိကသာသနာပြုလုပ်ငန်းမှာပါနေပါဒါကြောင့်အများကိုအစီခံခြင်းတဲ့သူတို့ဆက်တွေဟာတခင်ခရစ်တော်ဖျားရဲ့နေချခြင်းအစီခံကိုတင်ယူရမယ်မာနကိုခေါ်ဝါချပြီးတော့လူအများကိုမေတ္တာပြသနိုင်သူဖြစ်ဖို့လိုအပ်ပါတယ်သူတို့ဆက်တွေအနေနဲ့ဒီချမေတ္တာပြသတဲ့နေရာမှာအပြုတ်တဲ့မဟုတ်လက်တွေ့ချရှင်ယောဟန်ကသာသမီအပေါင်းတို့ငါတို့ဒီစကားအရာမဟုတ်အပြုအပ်ဖြစ်ခြင်းမပြုမဟုတ်ပဲအပြုအမူအဖြစ်လေကောင်းအမှန်တရားဖြစ်လေကောင်းချင်းမြတ်လူကြဆုလို့ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး3အခန်းငယ်7မှာတိုက်တွန်းလို့ဆိုထားပါပဲဒါကြောင့်ဒီကနေ့ကျွန်တော်တို့ရှင်းချရမှာတော့စက်ကတ်သူတို့စင်တမှုဟာအများကမိမိကိုယ်ကိုအစီခံရဖို့ပဲမိမိကအခြားသူများကိုအစီခံဖို့တခင်ခရစ်တော်ကလူသားတွေသူတပါးကအစီခံဒီကိုခံယူရန်ကြွလာတယ်ဟုတ်ပဲအစီခံခြင်းကတော့မိမိရဲ့အသက်ကိုစွန့်၍လူအများကဲ့တဲ့ခြင်းကတော့ကြွလာတယ်လို့ဒီကနေ့တမန်ကျမ်းစာထဲမှာကျွန်တော်တို့ကိုတွန်းတင်ထားနေတော့ပဲဖြစ်ပါတယ်။အကြောင်းဒီကနေ့ဘဝတစ်ခုလုံးကိုစိတ်ကအစီခံတဲ့သူတော်စင်တွေဟာဝိဖန်တာလည်းခါနိုင်လို့တယ်မိမိအကျိုးချက်အများအကျိုးကိုဦးစားပေးရမှာဖြစ်ပါတယ်။ဇင်းနီတဲ့သူမှာမြတ်ကြီးစပြီးနဲ့ဆိုတယ်မေတ္တာနဲ့အစီခံတဲ့သူတော်စင်သူရဲ့ဘဝမှာလည်းပဲဝေဒနာနဲ့အာရတွေကိုတခြားသူတွေမသိမြောက်တော့ဝိပိုက်ထားတတ်လို့လိုအပ်ပါတယ်ကျွန်တော်တို့တော့ပြောရင်အပြုံးမျက်နှာပြဖို့တော့မခက်တဲ့စိတ်ဆိုးပြီးရင်တော့မျက်နှာတော့မတာမရဖြစ်နေတဲ့အရာတော့တိတာနေပါလေအဲ့ဒါလေးကိုစိတ်ပြေစားလေးကမိမိဝေဒနာကိုအများမသိအောင်ဖုံးကွယ်ထားခြင်းတခင်ခရစ်တော်ကိုတော့မသိရှိခြင်းတို့ဖြစ်ပါလေသူမကကျွန်မခံစားနေရတဲ့နာကျင်မှုတွေကိုတခင်ခရစ်တော်မသိအောင်ဖုံးကွယ်ထားခြင်းလေဘာဖြစ်လဲဆိုတော့ကျွန်မအမေရာပြုံးနေစိတ်ချမ်းသာနေတယ်လို့တခင်ခရစ်တော်ကိုထင်မှတ်စေချင်လို့ပဲဖြစ်ပါလေလို့ပဲ article number 44မှာအတိအကျပေါ်ပြထားပါဒါကြောင့်အစီခံလဲဆိုတာသူတော်စင်ဖြစ်မှအစီခံခြင်းလိုအပ်တာတော့မဟုတ်ပါဘူးတန်ဘောလိုကလည်းနဲ့မရချမ်းမှာတော့မှချစ်ချင်းမေတ္တာနဲ့နားလည်မှုတွေအခြေခံပြီးအစီခံမှုဖိတ်ခေါ်ထားပါအသေးတော်ဒီခရစ်တော်ကိုနာခံကြလို့ဇနီးတဲ့လူကြီးလည်းအရာလည်းမိမိခင်ပုံ
ကုနာခံကြပါစေခင်ပွန်းတဲ့ခရစ်တော်သခင်ဒီအသင်းတော်ကိုချစ်တော်မူ၍၎င်းအထွတ်မိမိကိုစိတ်ကပ်ပူဇော်တော်မူတဲ့ကဲ့သို့ဒီလိုလည်းမိမိတို့ဇနီးများကိုချစ်ကြတော်လို့အခန်းကြီး9အခန်းငယ်24ကနေ25မှာတိုက်တွန်းလို့ဆိုထားပါတယ်အမကြီးအမိယာဆိုတဲ့ဒီကနေ့ဂျူဘလီရှင်တွေကအမိယာကနေပြုပြင်ဆုံးမတင်တာဆုံးမလိုပါတယ်ဒါပေမဲ့စင်ပရီဇာလိုပဲမိမိအပေါ်ဒီရစေများကိုအကောင်းဖမတာချစ်တတ်လို့လည်းအရေးကြီးပြန်တယ်ကျမဒီရရှင်တပါးစီရဲ့ကောင်းတဲ့ရွေချက်နဲ့ကောင်းတဲ့အရေးချင်းကိုပဲကြည့်စုလေ့လာလေးရှိပါတယ်ဒီလိုကောင်းဖို့လေးတွေပဲရှာလို့ကြည့်တတ်လို့ကျမသူတပါးကိုဝီဖန်ခဲ့တဲ့အပြစ်တဲ့မှုနဲ့မကောင်းပြောဖို့အကြောင်းအရာတွေမရှိတော့ပါဘူးလို့စင်ရီဇာလေးကအကောင်းမြင်တတ်ရင်အဆူလို့ရမရှိတတ်ကြောင်းကိုတတိပြုခဲ့ပါတယ်ဒါလည်းပဲ article 130မှာသိရှိရပါတယ်အကြောင်းဒီကနေ့စက္ကအစီခံလို့ရဲ့အောင်ပွဲကိုကျင်းပရတဲ့စိန်ခရီးစားလေးရဲ့သုတောင်းပြီးခြင်းအပြင်မိမိတို့ကိုစီကူငါကိုရရှင်အားအသက်ချဆုံးပူဇော်စိတ်ကနိုင်ကြပါရာသုတောင်းကြပါစို့သုစားကြပါစို့